ထိုလူဟာဒေါသတကြီးနဲ့အရက်တပလင်းကိုရေကန်ထဲလွှင့်ပစ်လိုက်ပါတယ်။အဲ့ဒီပလင်းဟာရေအောက်မှာအိပ်ပျော်နေတဲ့မိစ္ဆာကောင်ကြီးကိုနိုးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုပဲသူ့ရဲ့ရှေ့မှာခဏကပစ်ထားတဲ့အရက်ပလင်းလာချတာကြောင့်ထိုလူဟာကြောက်လန့်တကြားနဲ့တုန်ရင်လို့နေပါတော့တယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကမိစ္ဆာကောင်ကြီးဟာပလင်းကိုကောက်ကင်ပြီးမင်းငါးကိုအရက်တောက်ပြန်ဖို့စိန်ခေါ်ဖို့လာလို့မေးလိုက်ပါတယ်။ထိုလူဟာအလွန်မင်းကြောက်လန့်နေတာကြောင့်စကားတစ်လုံးမှမဟရဲတော့ပါဘူး။မိစ္ဆာကောင်ကြီးကမင်းငါးထက်အရက်ပိုတောက်နိုင်ရင်မင်းရဲ့လူအင်ဆန္ဒတစ်ခုကိုငါဖြည့်ဆည်းပေးမယ်။ဒါပေမဲ့မင်းရှုံးရင်တော့ဒီရေကန်ထဲမှာပဲထာဝရပိတ်မိနေရမယ်လို့ပြောလိုက်ပါတယ်။ထိုလူဟာဘာမှမပြောဘဲငြိမ်နေခဲ့ပါတယ်။အဲ့ဒီနောက်မိစ္ဆာကောင်ကြီးဟာခွက်နှစ်ခွက်ကိုထုတ်ကာအရက်တွေအပြည့်ထည့်ပြီးတစ်ခွက်ကိုထိုလူရှိမှချပေးလိုက်ပါတယ်။မိစ္ဆာကောင်ကြီးကသူ့ခွက်ကိုတကြိုက်ထဲနဲ့မောတောက်လိုက်တဲ့အခါအရက်တွေကသူ့ခန္ဓာကိုယ်ထဲကိုစီးဝင်သွားခဲ့ပါတယ်။မိစ္ဆာကောင်ကြီးကကျဲလောင်စွာရေမောရင်းငါအရသာတော့မတိလိုက်ရဘူးလို့ပြောပါတယ်။ထိုလူကအရက်ကိုစတင်မတောက်သေးတဲ့အခါမှာတော့မိစ္ဆာကောင်ကြီးကခွက်ကိုသူ့လက်ထဲအတင်းထိုးထည့်ပေးလိုက်ပါတယ်။ကြောက်လန့်နဲ့ပဲထိုလူလည်းတစ်ခွက်လုံးကိုတကြိုက်ထဲကုံအောင်မောတောက်လိုက်ပါတော့တယ်။အခုတော့အစ်စ်အမှန်ပြန်ပွဲကြီးစတင်ခဲ့ပါပြီ။အချိန်တွေကုန်လွန်လာတာနဲ့အမျှထိုလူဟာအရက်ရှင်ကြောင့်ရိုင်းနေလာခဲ့ပြီးမိစ္ဆာကောင်ကြီးကတော့သူ့ခွက်ထဲကိုအရက်တွေထက်ခါပြန်ဖြစ်ပေးနေခဲ့ပါတယ်။နိုင်ကိုနိုင်ရမယ်လို့ဆုံးဖြတ်ထားတဲ့ထိုလူဟာလည်းမရက်မနာဆက်တိုက်တောက်နေခဲ့ပါတယ်။အချိန်တန်ကြာပြီးနောက်မှာတော့သူတို့နှစ်ယောက်လုံးအခြေအနေတော်တော်လေးဆိုးရွားလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာတင်မိစ္ဆာကောင်ကြီးကနောက်ထပ်တစ်ခွက်ကိုထပ်ဖြစ်ဖို့လုပ်ပါတယ်။ဒါပေမဲ့ထိုလူဟာအနားမှာပြန်တန်းနေတဲ့ငှက်တကောင်စီကိုလက်ညှိုးထိုးပြလိုက်ပါတယ်။မိစ္ဆာကောင်ကြီးကဒေါသကြီးနဲ့အဲ့ဒီငှက်ကိုလိုက်မောင်းပြီးပလင်းခုံကိုရေကန်ထဲလွှင့်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်ပလင်းအစ်စ်တစ်လုံးကိုထပ်ဖွင့်ပြီးခွက်ထဲကိုအရက်ထပ်ဖြည့်လိုက်ပါတယ်။အဲ့ဒီအချိန်ကြာမှပဲထိုလူဟာဒီတိုင်းငြိမ်နေလို့မထူးတော့ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။သူဟာသူ့နောက်ကအရက်ထဲတဲ့တစ်ချင်ကိုလှမ်းယူပြီးမိစ္ဆာကောင်ကြီးကိုတခါတည်းရိုက်ချပစ်လိုက်ပါတော့တယ်။ပြင်းထန်တဲ့ရိုက်ချက်ကြောင့်မိစ္ဆာကောင်ကြီးဟာနောက်ပြန်လန်ပြီးရေကန်ထဲကိုပြုတ်ကျသွားခဲ့ပါတော့တယ်